ဆက်ပူကတ်နေရမကြိုက်ဘူးအဲ့လိုလေးခွာလိုက်ရမှာဘုမကြတဲ့ဒီဟာမျိုးရဒီလိုဟာလေးတွေနဲ့သုံးရင်ရှိရုံနေတာပဲပြီးတော့ပပလေးလည်းဟုတ်တယ်အဖြူလေးပဲကြိုက်လို့ဖြူလေးရှာဝယ်လာတာပါတို့လေးလုပ်ပြီးမတဲ့သွားရင်အဆင်ပြေရဒီမှာသူ့မှာပါတဲ့လက်တော့ပွားလေးရေတွေတုပ်လို့ရတယ်ဟောဒီလိုလွယ်လို့ဖုန်းကင်လို့ရတယ်ဒီဝင်အဲ့လိုနောက်ကဆက်ပူကတ်နေရမကြိုက်ဘူးအဲ့လိုလေးခွာလိုက်ရမှာဒီလိုတစ်ချိန်မှာပဲခွာလို့အဆင်ပြေတယ်ဝါလာတယ်ပြီးတော့အဲ့ဒါရဲ့ကြာရင်ခွာလို့မရဘူးတချို့ဟာတွေပေါ့နော်အခုတိုင်းတော့မဟုတ်ပါဘူးတချို့ပစ္စည်းတွေမှာကြာရင်ခွာလို့မကောင်းဘူးပြီးတော့အဲ့နေရာကြီးမှာမဝိုင်းနဲ့မိနစ်ပတ်ကြီးကျန်ခဲ့တယ်အခုလိုမျိုးတစ်တိုင်းလေးမှာခွာထားရင်လာတော့ပပလေးလေးဖြစ်တယ်တစ်တိုင်းလေးဖြစ်တယ်တို့ကြောင့်ပစ္စည်းဆိုလဲတအားချိတ်တက်တဲ့တို့ကြောင့်တို့ကြောင့်ပစ္စည်းတွေလှလှလေးစိတ်ထဲမှာလို့ဒီကျင်းနေဆိုရင်တွေ့နေမှာပဲပါတယ်တာဆွေတို့ဘာလို့မာတဲ့ဟာတွေကိုကြားတော့ဒီဓာတ်ဘလောက်ကြီးဓာတ်ဘလောက်ထက်ဒီလိုဆိုလို့မကောင်းဘူးတာဆွေဘုမကြားတဲ့ဟာမျိုးရဒီလိုဟာလေးတွေနဲ့သုံးရင်ရှိရုံနေတာပဲပြီးတော့ပပလေးလည်းဟုတ်တယ်အဲ့တော့အဆင်ပြေချက်ပြီးတော့ကျွန်မအဖြူလေးပဲကြိုက်လို့အဖြူလေးရှာဝယ်လာတာပါဒီနေ့တို့ရရတယ်ဒီဟာလေးတွေကတအားသုံးလို့ကောင်းတယ်အခုလက်ရှိသုံးနေတာအဆင်ပြေရဲ့အားကြောင့်မို့လို့ထပ်ပြီးတော့လိုရဟာလေးဆက်ဝယ်လာရဲ့ကျွန်မရှိပါလေရန်ကုန်မှာဒီလိုပုံစံမျိုးစင်လို့ရှိတယ်ဒါမဲ့အသား quality နည်းနည်းလေးကွာတယ်အဲ့တော့ဒီမျိုးဆက်တယ်အဲ့တော့သုံးကြည့်မယ်ဆိုပြီးတော့ဝင်လာတယ်အော်ဒီမှာပါကြိုက်တယ်လေဒါလေးလေးစစ်စရတယ်ဒါကကျွန်တော်ဝယ်ဟာရမှာဒါမျိုးမပေါ့ဒါဒီလိုလေးဒီဆော့ပြမင်းလေးဆော့ပြဒီမှာဒါမျိုးလေးရှိတယ်ဒါနဲ့ဂျပန် quality နဲ့ဗမာပြည် quality နဲ့ပေါ့ quality ဆိုတာသိချင်လို့စမ်းဝင်လာတယ်ဒါလေးကတို့လေးလုပ်ပြီးမတဲ့သွားရင်အဆင်ပြေရပြင်ပြမယ်နော်ဒီမှာပါတဲ့ခင်းခွာကလေးဒီခင်းခွာလေးနဲ့ဒီလိုစိုက်ကြည့်ဒီလိုစိုက်လေးရပါပဲဒီလိုစိုက်ပြီးတော့မရင်တတရပဲမပြီးတော့ကိုလိုချင်တဲ့နေရာရွှေ့လို့ရတယ်မိလို့ပေါ့အဲ့တော့ဒါလေးလည်းကြည့်တယ်နောက်ဆုံးပြပြမယ်ဆက်ပါလဲဆိုတာအင်ပရိုဘာတွေထူးခြားလို့ရတာလဲဆိုတော့ဘာမှတော့အရင်ထူးခြားဘူးဒါပေမဲ့ချစ်စရာလေးပြမယ်ဒီမှာသူကဒီလိုပုံတက်တယ်ပေါ့တက်ပြီးရင်အယုတ်ကလေးနဲ့ချစ်စရာလေးဒီလိုစီးလိုက်တယ်ပေါ့ဒါနဲ့ကတော့ဒါ adjust လုပ်အောင်ဖုန်းတွေပိုင်းထည့်တယ်ဖုန်းတွေပိုင်းထည့်ကန်ဒီဝိုင်စေးနေနေဖုန်းတွေပိုင်းလာတယ်ပေါ့အခုဆိုရေးဆိုရေးကိုင်းကြမလို့ဆိုရင်ဒီမှာသူ့မှာပါတဲ့ဒီမှာလေးလက်တော့ပွားလေးရေတွေတုပ်လို့ရတယ်ဟောဒီလိုလွယ်လို့ဖုန်းကင်လို့ရတယ်အဲ့လေးသဘောချလို့ဝယ်လာအဲ့ဒါလေးနဲ့ဟောဒီလိုလေးတုပ်လို့ရတယ်လွယ်ကူလက်တော့ရှာကြမလို့လိုလေးတုပ်လိုက်အောင်မယ်အဲ့တော့မိုက်တယ်ပြီးတော့အိမ်မှာရှိတဲ့ apron တွေကိုလည်းဒါမျိုးလေးကပ်ပြီးချုပ်မယ်လောက်ပါပဲ bye bye